မြန်မာမှာထင်ရှားတဲ့ရုပ်ရှင်မင်းသားမင်းသမီးတွေအပါအဝင်အမှုပညာရှင်တွေကိုရွေးကောက်ပွဲအတွက်အသိပညာပေးဇာတ်ကားတွေရိုက်ကူးပေးဖို့ညှိနှိုင်းထားတယ်လို့ပြန်ကြားရေးဝန်ကြီးဌာနကပြောလာပါတယ်။အမှုပညာရှင်တွေကရွေးကောက်ပွဲအသိပညာပေးဇာတ်ကားတွေမဖြစ်မနေရိုက်ရမယ်ဆိုတဲ့ညွှန်ကြားချက်ကိုပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားတယ်လို့လူမှုကွန်ရက်မှာပြန့်နှံ့နေတာနဲ့အဲ့ဒီလိုညွှန်ကြားချက်ရှိပါသလားလို့မေးမြန်းရမှာလူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့စာကအတုဖြစ်ပြီးပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့အမှုပညာရှင်တွေကိုဖိအားပေးညွှန်ကြားထားတယ်ဆိုတာမဟုတ်မှန်ကြောင်းနဲ့အဲ့ဒီလိုလောက်ဆောင်တာမရှိဘူးလို့ညင်းဆိုပါတယ်။ပူပေါင်းဆောင်ရွက်မှုမရှိရင်ဖိအားပေးအရေးယူတာရှိနိုင်မလားဆိုတဲ့မေးခွန်းကိုတော့လောလောဆယ်အားလုံးကပူပေါင်းဆောင်ရွက်မယ်လို့မျှော်လင့်ထားပါအဲ့လိုပြန်ကြားရေးဝန်ကြီးဌာနကဆိုပါတယ်။ဒီနှစ်ပိုင်းထဲမှာရုပ်ရှင်ဇာတ်ကားရိုက်ကူးတာမရှိတဲ့နာမည်ကြီးအကယ်ဒမီအမှုပညာရှင်တချို့ကိုလည်းရွေးကောက်ပွဲအသိပညာပေးဇာတ်လမ်းအတွက်ခေါ်ယူညှိနှိုင်းတာရှိခဲ့တယ်လို့ပြန်ကြားရေးဝန်ကြီးဌာနကဖြေဆိုပါတယ်။ရွေးကောက်ပွဲအသိပညာပေးဇာတ်ကားအနေနဲ့ပထမဆုံးထွက်လာတဲ့ခေတ်သမိုင်းကိုဒုံဆိုင်မိသူများဇာတ်လမ်းတို့မှာမြန်မာထိပ်တန်းမင်းသားစရင်ဝင်အကယ်ဒမီနေတိုအကယ်ဒမီမြင့်မြတ်တက်သစ္စာအကယ်ဒမီမင်းသားတွေဖြစ်တဲ့နေဝင်းနဲ့အေးချမောင်အပြင်မင်းသမီးတွေဖြစ်တဲ့အကယ်ဒမီမင်းမြတ်မိုးနဲ့ချူလီတို့ကအဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။တစ်ဖက်တော်လန်ရဲ့အင်အားစုတွေကလည်းအဲ့ဒီဇလန်တိုမှာပါဝင်သရုပ်ဆောင်ထားတဲ့သရုပ်ဆောင်တွေရဲ့ dialogue ပြောစကားတွေကတော်လန်ရဲ့အင်အားစုတွေကိုစော်ကားပြောဆိုထားတဲ့ဇက်ဝင်ခန့်တွေပါဝင်နေဆိုပြီးသတိပေးချက်တွေလူမှုပြည်တံပေးတာတွေကိုပြုလုပ်ဖို့တိုက်တွန်းနေပါတယ်။မြဝတီရုပ်တံကထုတ်လွှင့်ခဲ့တဲ့ရွေးကောက်ပွဲအသိပညာပေးဇလန်နဲ့အဲ့ဒီမှာပါဝင်တဲ့သရုပ်ဆောင်တွေကိုဝေဖန်လို့ဆိုပြီးဒါရိုက်တာမိုက်တီဇက်ပို့သရုပ်ဆောင်ဂျွန်မင်းထွန်းနဲ့ဟာတာသရုပ်ဆောင်အုံတိုင်းတို့ကိုဖမ်းဆီးလိုက်တယ်လို့အောက်တိုဘာ29ရက်ကထုတ်ပြန်ခဲ့ပါတယ်။သူတို့ကိုရွေးကောက်ပွဲအကာအကွယ်ပေးရေးဥပဒေနဲ့အရေးယူမယ်လို့စစ်တပ်ကကြေညာထားပြီးဒီဥပဒေနဲ့အရေးယူခံရသူ64ဦးအထိရှိလာပြီလို့သိရပါတယ်။